有啥？阿拉外面啦，ကျွန်တော်အခုဆရာဆန်လန် MG showroom ကိုရောက်နေတယ်ဆိုတော့အထဲထဲမှာ MG S5 တွေအများကြီးတွေ့ရတယ်ပေါ့နော်ဒီကားတွေကတော့အမဲ့ကားတွေလို့လည်းကျွန်တော်သိရတယ်ဆိုတော့ကျွန်တော်တို့ MG S5 ကြောင်းနေနေသွားပြီးတော့ကလိကြည့်ရဆိုတော့အခုဆိုရင်လည်းမြင်းတဲ့အတိုင်းပဲ MG S5 ရကားတွေကအများကြီးရောက်နေပြီဒီကားတွေအကုန်လုံးကလည်းဝယ်ထားတဲ့ customer ရှိအကုန်လုံးအပ်မှာဆိုတော့ MG S5 အကြောင်းကျွန်တော်နည်းနည်းလေးပြန်ပြောရမယ်ဆိုလို့ရှိရင် battery capacity က2မျိုးရှိရ49 kWh နဲ့64 kWh ပေါ့ဒီကားမှာနည်းနည်းလေးမကြိုက်တာကျ kit sensor ပေါ့ kit sensor ကျွန်တော်တို့ပဲခါရတာခက်တာမသိဘူးနည်းနည်းလေးနေရာလွဲတယ်ပေါ့နော်ဘယ်နားလောက်မှဖွက်ထားတယ်မသိဘူးအနောက်တဲ့လောက်မရောက်ဘူးပေါ့နော်ဆိုတော့စမ်းကြည့်လိုက်မယ်ဆိုရင်အဲ့လိုမျိုးပေါ့နည်းနည်းလေးဟိုကတော့ဖြစ်တယ်ပေါ့နော်ကျွန်တော်မှန်းတော့နည်းနည်းလေးခက်တယ်ဗျာတော်တော်အပိတ်တော့မရဘူးအဖွင့်တော့ရတယ်ဒီဘက်ဒေါင်းနာလေးလောက်လာမသိဘူးအဲ့လိုလေးပေါ့နော်ဒါကတော့ကိုရန်ကားဝယ်ပြီးစီးွားပြီဆိုရင်တော့သိပါမှာပါဆိုတော့အဲ့ဒါလေးတစ်ချက်ပါကျွန်တော် MG S5 ကိုကြိုက်ရတဲ့အချက်တွေကတော့အဓိကတော့သူ့ရဲ့ UI ပေါ့နော်ဟိုလှရဗျာကျွန်တော်တို့ကြိုက်တယ်ပေါ့လုံးဝကွဲရဗျာကျွန်တော်ဖုန်းတွေမှာ Samsung တို့ Apple တို့ UI ကွဲသလိုမျိုးဒီကားမှလည်း UI ကွဲနောက်ပြီးတော့ထုံးစံတိုင်းပဲကျွန်တော်တို့ Apple CarPlay Android Auto တွေခေါင်းရှုံးနေကြမလို့ကိုယ့်ဘောကျွန်တော်တို့ဒီ router set တေးသေးလေးဗျာကားထဲမှာဆောင်းနေရ router set လေးထားပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာအကောင့်လေးကိုဝင် YouTube တို့ TikTok တို့အကုန်သုံးလို့ရတယ်ပြီးတော့360 camera ပါတာတော့ဒီကား body size နဲ့ဆိုရင်တော့ကောင်းတယ်တချို့နေရာလေးနည်းနည်းလေးမှားခက်တဲ့နေရာလေးပါတာလေးတော်တော်လေးမိုက်တယ်ပေါ့နော်အတွင်းဘက် design ကတော့ဒီရိုးရှင်းရှင်းပဲဗျာကျွန်တော်တို့အရင်ကြီးလည်းခက်လဲမဆန်သွားဆိုအရင်ကြီးလည်းခက်နောက်မကြွသွားဘူးကျွန်တော်ကြိုက်တဲ့အနေအထားမှာအကုန်လုံးရှိတယ်ဒီကာဗွန်လောက်ထားတဲ့ကာဗွန် texture ပုံစံ style လေးတွေဒီသုံးထားတဲ့ leather လေးတခုပဲဘယ်လိုပြောရမလဲနည်းနည်းလေးတခြားဟို modern nice အရန်ဖြစ်တဲ့ကားတွေထဲမှာဆိုလို့ရှိရင်နည်းနည်းလေး simple ဖြစ်တဲ့ခန်းစားချက်လေးတော့ရတယ်သုံးထားတဲ့ material ရ cheap ဖြစ်တယ်လို့တော့မခံစားရဘူး digital cluster ဆိုလို့ရှိရင်သူများတို့မှန်ကြီးဖြစ်နေရမျိုးမဟုတ်ဘူးဒီ dashboard ထဲမှာမြုပ်ပေးထားတယ်ကားဆိုတာကျွန်တော်တို့ကဒီ cluster ကိုမြင်လို့ရှိရင်သူဟိုအနည်းဆုံး dashboard ထဲမှာမြုပ်ထားမှနည်းနည်းလေးပို့ပြီးတော့ကြိုက်တယ်ဗျာစီးရပို့ပြီးတော့ feel ပို့လာနောက်ပြီးတော့ကျွန်တော်ကြိုက်တာဒီသူ့ရဲ့ sunroof ကကျွန်တော်တို့ဖွင့်လို့ရတာကိုကျွန်တော်ကြိုက်တာ panoramic ဗျာ panoramic ဆိုရင် sunroof ကဖွင့်လို့ရတယ်အဲ့ဒါကိုကျွန်တော်တကယ်ကြိုက်တယ်အော်နောက်ပြီးတော့ကျွန်တော်အခုမြင်နေရတဲ့ showroom ထဲမှာတော့ဒါသူတို့ကားမဆန့်လို့เนาะသူတို့ warehouse မှာလည်းကြံသေးရဲ့အမက်ကားရဲ့အခု showroom ထဲမှာတော့ဆန့်တလောက်အစီး20ဝန်းကျင်18စီးလောက်သူတို့ထည့်ထားတယ်ဆိုတော့ warehouse မှာလည်းကြံသေးဆိုအခုလည်းမြင်တွေ့နေရပါတယ်နောက်ပိုင်းနေမှာလည်းပို့ပြီးတော့မြင်တွေ့လာရနိုင်ချေရှိပါတယ်ဆိုတော့အားလုံးပဲနောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြပါမယ်